1949 ခုနှစ်ဇန်နဝါရီလ15ရက်နေ့မနက်အစောပိုင်းမှာ Los Angeles မြို့မှာနေထိုင်တဲ့ Betty Basinga ဆိုတဲ့အမျိုးသမီးကအသက်3နှစ်အရွယ်သမီးလေးနဲ့အတူ Lies မှာပန်းခြံစီကိုထုံးစံတိုင်းလမ်းလျှောက်ထွက်လာခဲ့ပါတယ်။အဲဒီမှာပဲရုတ်တရက်လမ်းဘေးမှာကိုတုံးလုံးဖြစ်နေပြီးတော့ခါးကနေခန္ဓာကိုယ်ထပိုင်းပြက်နေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ရပါတယ်။အစာပိုင်းမှာတော့ store ဆိုင်တွေမှာအင်ကြီးဝတ်ပြဖို့အတွက်သုံးတဲ့အမျိုးသမီးအယုတ်ကိုလွှတ်ပစ်ထားတယ်လို့ထင်ခဲ့တဲ့ဆိုပေမဲ့တေချာအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့တကယ်ခန္ဓာကိုယ်နှစ်ပိုင်းအဖြတ်ခံထားရပြီးတော့သွေးလည်းဖောက်ထုတ်ခံထားရတယ်လို့ပုံသွေးခံထားရတဲ့အမျိုးသမီးတယောက်ရဲ့အလောင်းဖြစ်နေမဲ့တွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒါနဲ့သူမလည်းကြောင်လက်တကြားနဲ့ထွက်ပြေးသွားခဲ့ပြီးတော့ရဲစခန်းကိုချက်ချင်းပဲသွားအကြောင်းကြားခဲ့ပါတယ်။ရဲတွေရောက်လာပြီးစစ်သေးကြီးတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကအခအထက်ပိုင်းကနေစပြီးတော့နှစ်ပိုင်းအပိုင်းခံထားရတယ်လို့သူမရဲ့မျက်နှာတွေရင်သားတွေတကောလုံးနဲ့ဓာတ်နဲ့လိခံထားရတဲ့အရာတွေတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါတွေမကားသေးပဲနဲ့အဲ့ဒီအမျိုးသမီးရဲ့ကိုယ်မှာကျိုးနဲ့ချီနှောင်ခံထားရတဲ့အရာတွေတွေ့ရှိခဲ့ရတယ်လို့မသေးခင်မှာလည်းလိမ်မဲစင်ရအစောကားခံထားရတဲ့ပုံပေါက်နေခဲ့ပါတယ်။သူမရဲ့အလောင်းကိုရင်ဝဲစစ်စစ်ကြီးတဲ့ချိန်မှာတော့အလောင်းကိုရှောင်တွေးခင်10နာရီလောက်တုန်းကတီးဆုံးသွားခဲ့တာဖြစ်နိုင်တယ်လို့သိရှိခဲ့ရပြန်ပါတယ်။အဲ့ဒါတွေမကားသေးပဲနဲ့သူမရဲ့ခန္ဓာကိုယ်ပေါ်မှာရောအလောင်းတွေးတဲ့နေရာရောမှာပါသွေးတစ်စက်တောင်မတွေးခဲ့ရတာပါပဲ။လူသက်သမားကအလောင်းကိုဓာတ်စိနဲ့လောင်းပြီးတော့တေချာတန်းရှင်းလို့လမ်းတစ်ဖက်ကိုခေါင်းပေါ်တင်ခြေထောက်နှစ်ချောင်းကိုကားပြီးတော့သူမရဲ့ဥကလီစာတွေနဲ့နှလုံးကိုတက်တက်ပုံပြီးထားသွားတာဖြစ်နိုင်တယ်လို့ရဲတွေကဆိုပါတယ်။သူမရဲ့အလောင်းကိုတွေးခဲ့ရတဲ့နေရာကလည်းလူသွားလမ်းမေးပြီးအနှဲငယ်အကွာမှာဖြစ်တာကြောင့်လူသက်သမားကအလောင်းကိုဖျောက်ချင်တာမဟုတ်ဘဲနဲ့သူ့ရဲ့လုံရက်ကိုလူတိုင်းတေချာမြင်စေချင်တာဖြစ်နိုင်တယ်လို့ရဲတွေကကောက်ချက်ချခဲ့ကြတယ်ဗျ။နောက်ပြီးဝမ်းထဲကိုအကောင်းဆုံးချက်ကတော့လူသက်သမားကိုယနေ့အချိန်ထိဖမ်းမမိသေးဘူးဆိုတာပါပဲ။ဆိုတော့အဲ့ဒီအမျိုးသမီးကဘာတူလဲသူမကဘာကြောင့်မြောက်အဲ့လိုမျိုးရဲဆက်ဆက်အသက်ခံခဲ့ရတာလဲဒီအမှုမှာရောဘလို့လှုပ်ဝက်ချက်တွေဘလို့ထူးဆန်းမှုတွေနဲ့ဘာကြောင့်ယနေ့အချိန်ထိလူသက်သမားကိုဖမ်းမိခဲ့ရလဲဆိုတဲ့ပတ်သက်ပြီးတော့ဝီလေးကိုကြည့်ရှုပြီးအပြေရှာလိုက်ကြပါအောင်ဗျ။အဲ့ဒီကရဲတွေအမျိုးသမီးရဲ့လက်ပွေရကို FBI ကိုပို့ပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ56မိနစ်လောက်ကြာမှာပဲတေဆုံးသူအမျိုးသမီးကအသက်22နှစ်အရွယ် Elizabeth Short ဖြစ်မှန်းသိသွားခဲ့ပါတယ်။ Elizabeth ကတော့1924ခုနှစ်တုန်းက Massachusetts ပြည်နယ် Boston မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့သူမမှာညီမ4ယောက်တောင်ရှိပါတယ်။သူမအသက်6နှစ်လောက်မှာတော့သူမရဲ့ဖေကငွေကြီးအကျက်တဲတွေနဲ့ကျုံတွေ့ခဲ့ရတာကြောင့်ပဲသူ့ရဲ့ကားကိုတရားတစ်ခုဘေးမှာရပ်ထားခဲ့ပြီးတော့တေချောင်းကြံစည်ကြအောင်ဆောင်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။သူတို့ဖေတေသွားပြီထင်ပြီးတော့သူတို့မိကလည်းကလေး9ယောက်ကိုတယောက်တည်းပြုစုပြိုးထောင်ခဲ့ရပါတယ်။နှစ်နှဲငယ်ကြာမှာတော့သူတို့ရဲ့အဖေကပြန်ပေါ်လာခဲ့ပြီးတော့အဲဒီအချိန်မှာအသက်18နှစ်ရှိသွားပြီဖြစ်တဲ့ Elizabeth ကကယ်လီဖိုးနီးယားမှာသူမရဲ့အဖေနဲ့အတူသွားနေခဲ့ပါတယ်။ Elizabeth ကငယ်ငယ်လေးကလေးကရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ဆိုပေမဲ့သူမသေဆုံးသွားတဲ့အချိန်ထိဘာရုပ်ရှင်ဘယ် project မှာဝင်သရုပ်ဆောင်ခွင့်မရရှိခဲ့ပါဘူး။1943ခုနှစ်မှာသူမကတယောက်တည်းခွဲနေခဲ့ပြီးတော့အချိန်ပိုင်းဆွဲထိုးစရင်ကိုင်မော်ရယ်တယောက်အနေနဲ့အလုပ်လုပ်ခဲ့ပါတယ်။အနေရောင်ဆန်ရွယ်တွေနဲ့သူမကတော်တော်လေးလှသလိုဖော်လဲဖော်ရွေတာကြောင့်သူမကိုသိတဲ့လူတွေကကြွေရုံလေးလိုတောင်နာမည်ပြောင်းပေးခဲ့ကြပါတယ်။တရက်မှာတော့ Florida ပြည်နယ်မှာသူမက American လေတပ်ကမတ်တရူးဆိုတဲ့လူနဲ့ဆုံတွေ့ခဲ့ပြီးတော့ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။မတ်တရူးကသူမကိုအိန္ဒိယကနေလှမ်းလက်ထပ်ခွင့်တောင်းခဲ့တဲ့ဆိုပေမဲ့1945ခုနှစ်မှာတော့ American ကိုပြန်မလာခင်ရပိုင်းလိုမှာမတော်တဆမှုတစ်ခုဖြစ်ပြီးတော့တိတ်ဆုံးသွားခဲ့ရပါတယ်။1946ခုနှစ်မှာတော့သူမကရီးစားအောင်ဖြစ်တဲ့ American စစ်တပ်က Koran နဲ့ပြန်တွဲခဲ့ပါတယ်။1948ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့သူမက Robert ဆိုတဲ့အသက်25နှစ်အရွယ်စီးပွားရေးသမားတစ်ယောက်နဲ့အတူ San Diego ကိုအပျော်ခီးထွက်ပြီးတော့ချစ်သူတွေဖြစ်သွားခဲ့ပြန်ပါတယ်။ LA ကိုပြန်ရောက်လာချိန်မှာတော့ Robert က Elizabeth ကို Bismarck Hotel မှာအခန်းငှားပေးခဲ့ပါတယ်။ Robert ရဲ့အဆိုအရတော့ Elizabeth ကနောက်နေ့ကျရင် Massachusetts ပြည်နယ်ကိုခီးသွားဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့အဲဒီမတိုင်ခင် Boston ကနေလာတဲ့သူမရဲ့ညီမနဲ့တွေ့ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ဘာတွေဆက်ဖြစ်တာလဲဆိုတာကိုဘယ်သူမှမသိကြဘဲနဲ့15ရက်နေ့မှာတော့ Elizabeth ရဲ့အလောင်းကိုသူပြက်စရာကောင်းတဲ့ပုံစံနဲ့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ Jerry နဲ့အတူနာမည်ကြီးသတင်းစာတွေကသတင်းတောက်တွေကလည်းအခင်းဖြစ်တဲ့နေရာကိုအပြေးလွှာရောက်လာခဲ့ကြပြီးတော့ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။ကိုရဲကြာမှာတော့သူ့ကိုယ်သူလူသက်သမားပါလို့ဆိုတဲ့လူကအဲဒီဆမနာသတင်းစာရဲ့ editor စီကို Elizabeth ရဲ့စာရွက်စာတမ်းတွေနဲ့ပစ္စည်းတွေပါတဲ့အထုပ်တစ်ထုပ်ကိုပို့ပေးခဲ့ပါတယ်။ပစ္စည်းတွေအကုန်လုံးကိုဓာတ်ဆီနဲ့တေချာဆေးထားတာကြောင့် Jerry အနေနဲ့လည်းလက်ပွေရကူလေးကိုတော့မှမတွေ့ရှိခဲ့ရပါဘူး။အဲဒီလူကသတင်းစာတွေနဲ့မဂဇင်းတွေကနေညှက်ထုတ်ထားတဲ့စာလုံးတွေကိုတုံးပြီးတော့အကယ်၍ Jerry အနေနဲ့သူ့ကိုထောင်စင်နေပဲချမယ်ဆိုရင်သူ့ကိုယ်သူအဖမ်းခံမယ်ဆိုတဲ့စာကိုမှရေးပြီးတော့ပို့ပေးခဲ့ပါတယ်။စာထဲမှာတော့သူ
ကိုသူ Black Dahlia Avenger ဆိုပြီးတော့နိုင်ပြီးရေးထိုးထားခဲ့ပါတယ်။သတင်းစာတိုက်ကိုပို့ပေးခဲ့တဲ့အထုပ်ထဲမှာ Mark Jackson ဆိုတဲ့ရုပ်ရှင်တွေနဲ့နာမည်ကြီး Nightclub ပိုင်ရှင်တဦးရဲ့စာအုပ်တအုပ်လည်းပါလာခဲ့ပါတယ်။ကောလာဟာလာတွေအရာတော့ Mark က Elizabeth ကိုတော်တော်ကြိုက်နေတဲ့သူဖြစ်ပြီးတော့သူနဲ့သူ့ရဲ့ဇနီးက Elizabeth ကိုသူတို့ရဲ့တိုက်ခန်းမှာအချိန်တစ်ခုကြာနေခွင့်ပေးခဲ့တယ်လို့သိရှိခဲ့ရပြန်ပါတယ်။အဲဒီချက်တွေကြောင့်ပဲသူ့ကိုတန်တရားဝင်ခဲ့ကြတဲ့ဆိုပေမဲ့ Mark ကရဲတွေကိုဆက်သွယ်ပြီးတော့အပြစ်မရှိကြောင်းချက်ချင်းကြေညာခဲ့ပါတယ်။နောက်ထပ်ရဲတွေတန်တရားဝင်နေတဲ့သူကတော့ Elizabeth ရဲ့အဖေပဲဖြစ်ပါတယ်။ဒါပေမဲ့သူကလည်း Elizabeth နဲ့အဆက်အသွယ်မရှိတာ3နှစ်ကြာပြီဆိုပြီးတော့ပြောခဲ့တဲ့အပြင်သူမရဲ့အလောင်းကိုအတီးပြုတ်ဖို့တော့မှမလာခဲ့ပါဘူး။1949ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာတော့သတင်းစာတိုက်စီကိုလူသမားဆိုတဲ့စီကနေစာဆောင်ရောက်လာခဲ့ပြီးတော့သူ့အနေနဲ့ဘယ်နေရာမှာအဖမ်းခံပါရမယ်ဆိုတာကိုအတိအကျရေးသားထားခဲ့ပါတယ်။ဒါပေမဲ့လည်းတကယ်တော့အဲဒီနေရာမှာဘယ်သူမှပေါ်မလာခဲ့ပါဘူး။ LA ရဲဌာနကလည်းဒီမှုမှလူသတ်ထားတဲ့ပုံကတော်တော်လေးကိုရက်ဆက်လွန်းတာကြောင့်လူသမားကိုရအောင်ရှာမယ်ဆိုပြီးတော့လူအင်အားအယောက်950ကိုတုံးပြီးတော့စစ်စေးတွေလုပ်ခဲ့ကြသလိုတန်တရားတရခန့်အယောက်190ကိုတူရှိခဲ့ရတယ်ဆိုပေမဲ့တယောက်လေးကိုမှတော့မဖမ်းနိုင်ခဲ့ပါဘူး။မျိုးကောင်စီကလည်းအမှုအကြောင်းမှန်ကန်တဲ့တင်းလွန်စာပေးနိုင်တဲ့သူကိုဒီဘက်ကရဲ့ဒေါ်လာ3သိန်းနဲ့ညီမျှတဲ့အမေရိကန်ဒေါ်လာ1000စုချမယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်။အဲဒီငွေကိုလိုချင်တာကြောင့်လူသက်သမားပါဆိုပြီးတော့လင်ညာတင်းလွန်စာပေးတဲ့လူတွေအများကြီးထွက်ပေါ်လာခဲ့တယ်လို့အမှုကပို့ပြီးတော့ရှုပ်ထွေးလာခဲ့ပါတယ်။သတင်းစာတိုက်တွေကလည်းသူတို့ရတဲ့သတင်းတွေကိုရဲရဲစီမပေးဘဲနဲ့ထိန်ချန်တာတွေသတင်းစာတိုက်တဲ့အချင်းချင်းအပြအဆိုင်နဲ့သတင်းကိုအရင်ရအောင်ဖော်ပြနေတာကြောင့်အမှုကဘလို့မှရှင်းမရောက်နိုင်ပဲနဲ့ဖြစ်ခဲ့ရပါတော့တယ်။1999ခုနှစ်မှာတော့ Steve Horace ဆိုတဲ့ဆွမ်းတော်တယောက်ကဒီမှုကိုပြန်လဲစစ်ဆေးခဲ့ပြီးတော့ Elizabeth ကိုတတ်ထားကသူ့ရဲ့အဖေ John Hay ဟိုတဲပါဆိုပြီးတော့ကောက်ချက်ချခဲ့ပြန်ပါတယ်။ Elizabeth ရဲ့အလောင်းကိုနှစ်ပိုင်းပိုင်းထားတဲ့ပုံစံကတော်တော်လေးကိုတရက်လွန်းတာကြောင့်အဲဒီချိန်တုန်းက Jerry အနေနဲ့ဒီမှုကိုကျွန်းလာတာကအတွေးယုံရှိတဲ့ဆရာဝန်ဒါမှမဟုတ်ခွဲစိတ်ဆရာဝန်ပဲလို့ယူဆခဲ့ကြပြန်ပါတယ်။အဲဒီအတွက်ဆရာဝန်တွေအများကြီးကိုတန်တရားတရားအခန့်ဖြစ်ဆွဆွဲပြီးတော့စစ်ဆေးခဲ့ကြပါတယ်။အဲဒီထဲမှာ Steve ရဲ့အဖေဖြစ်တဲ့ John လည်းပါဝင်ခဲ့ပါတယ်။ယောဂလိန်ကားနဲ့တဆင့်ကူးစက်တဲ့ယောဂတွေကိုကုသတဲ့ဆရာဝန်တဦးဖြစ်တယ်လို့ခွဲစိတ်မှုတွေနဲ့ပတ်သက်ပြီးတော့လေးလာခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူရဲ့စေကန်းက Elizabeth ကိုနောက်ဆုံးတွေ့ခဲ့ရတဲ့ဟိုတယ်နဲ့တိတ်မဝေးတဲ့နေရာမှာရှိနေတဲ့အပြင် Elizabeth ကသူ့ရဲ့လူနာတဦးလည်းဖြစ်ပါတယ်။အားရတွေမကသေးဘဲနဲ့ကောလာဟာတွေအရာသူနဲ့ Elizabeth တို့ကတွဲနေကြတယ်လို့လည်းသိရှိခဲ့ရပြန်ပါတယ်။ယောဂဟော်လီယုံမှာအင်ဂျီကြီးတစ်လုံးလဲပိုင်ဆိုင်ထားပြီးတော့အဲဒီအိမ်မှာပါတီတွေကျင်းပလေရှိတယ်လို့ရုပ်ရှင်လောကကနာမည်ကြီးတဲ့အပြင်သေယုဆောင်ဖြစ်ချင်တဲ့သူတွေပါအဲဒီပါတီကိုလာလေရှိပါတယ်။အဲဒီကာလာတော့ကပျောက်ဆုံးသွားတဲ့နောက်ထပ်သေယုဆောင်တယောက်နဲ့လည်းသူ့ရဲ့အဖေကပတ်သက်နေပါသေးတယ်။ Soundtown Street ကတော့သူ့ရဲ့အဖေကဇိုရီရဲ့ကေတာလိုက်ဖြတ်တော့လွဲဆိုပြီးတော့ပါကောက်ချက်ချခဲ့ပါတယ်။သူကသူ့ရဲ့သမီးအရင်ပေါ်မှာပါလိမ်မိုင်းဆိုင်ရာဆောက်ကားမှုတွေလုပ်ခဲ့သေးတဲ့အပြင်သူ့ရဲ့အတွင်းရေးမှုမှတည်ဆုံမှုနဲ့လည်းပါဝင်ပတ်သက်နေသေးတယ်လို့ဆိုပါတယ်။ Jerry အနေနဲ့ Josh ကိုစစ်ဆေးခဲ့ချိန်လောက်တုန်းကသူကလူသက်သမားဆိုတာနဲ့ပတ်သက်ပြီးတော့ဘာသက်သိကိုမှမပြနိုင်ခဲ့ပါဘူး။သူမရဲ့အလောင်းကိုတွေ့ခဲ့ရတဲ့ပုံစံကလည်းသူ့ဖေရဲ့သူငယ်ချင်း Mary ဆိုတဲ့ပကြီးစရာတယောက်ရဲ့ပကြီးကားရပုံနဲ့တူနေသေးတယ်လို့လည်းသိရှိခဲ့ရတယ်ဗျ။ John နဲ့ Mary တို့မှာမကောင်းတဲ့အတွေ့အကြုံရှိနေပြီးတော့လူသားမှုကိုလည်းသူ့ရဲ့သူငယ်ချင်းနဲ့အတူကျူးလွန်ခဲ့တာဖြစ်နိုင်တယ်လို့ Steve ကကောက်ချက်ချခဲ့ပါတယ်။ကျွမ်းကျင်သူတချို့ရဲ့အဆိုအရတော့1935ခုနှစ်ကနေ1938ခုနှစ်အတွင်း Ohio ပြည်နယ် Cleveland မှာဖြစ်ပွားခဲ့တဲ့လူသတ်မှုတွေကိုကျူးလွန်ခဲ့တဲ့သူက Elizabeth ကိုတတ်ခဲ့တဲ့လူဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကကောက်ချက်ချခဲ့ပါတယ်။နောက်ထပ်တန်တရားတရားခံတယောက်ကတော့ LA Times Magazine က Editor Norman Chandler ပဲဖြစ်ပါတယ်။ Elizabeth တယောက်ပြည်တစားအနေနဲ့အလုပ်လုပ်ချိန်တုန်းကသူ့ကြောင့်ကိုဝင်ရခဲ့ပူပြီးတော့နောက်ပိုင်းမှာလူသားသမားတယောက်ငှားပြီးတက်ခိုင်းလိုက်တဲ့ဆိုတဲ့သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းဘာခိုင်လုံတဲ့သက်သေမှမရှိတာကြောင့်သူ့ကိုလည်းလွှတ်ပေးခဲ့ရပါတယ်။ Orson Welles ဆိုတဲ့ဒိုင်တာကလည်းတန်တရားတရားခံစင်းထဲမှာပါခဲ့ပါသေးတယ်။ Elizabeth အသက်မခင်ရခင်3လလောက်အလိုတုန်းကသူ့ရဲ့ရုပ်ရှင်တစ်ခုအတွက်မှန်နေတဲ့လှုပ်ထားတဲ့ရိုက်ကွင်းအိမ်တအိမ်ကိုစောက်ခဲ့မှုပြီးတော့အဲဒီထဲမှာ Elizabeth လိုမျိုးထပ်ပိုင်းပြက်ကန်ထားရတဲ့အယုံမာတွေအများကြီးကိုတုံးခဲ့တယ်လို့သိရှိခဲ့ရတယ်ဗျ။ Orson ကဒေါသကြီးတဲ့သူတစ်ယောက်ဖြစ်ပြီးတော့အဲဒီရုပ်ရှင်ရိုက်ကူးတဲ့အချိန်မှာထူးဆန်းတဲ့အပြုံးမှုတွေကိုစလောက်လာခဲ့ပါတယ်။ Elizabeth နဲ့ Orson ကလည်းသတင်းတွေထွက်နေတာကြောင့် Elizabeth ရဲ့တည်ဆုံမှုကသူ့ရဲ့လက်ချက်မကင်းလောက်ဘူးဆိုတဲ့ကောလာဟလတွေထွက်လာခဲ့တာပဲဖြစ်ပါတယ်။ထူးဆန်းစွာနဲ့ပဲကိုလံဘီယာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ဥက္ကဋ္ဌက Orson ကိုသူ့ရဲ့ရုပ်ရှင်ထဲမှာအဲ့ဒီမှန်အင်ကြီးကိုရိုက်ထားတဲ့အခန်းတွေအားလုံးကိုဖျက်ထုတ်ခိုင်းခဲ့ပါတယ်။အဲဒီလိုမျိုးကောလာဟလတွေတန်တရားတရားခံတွေအများကြီးရှိခဲ့တဲ့ဆိုပေမဲ့ကံမကောင်းစွာနဲ့ပဲ Elizabeth ကိုဘသူတက်ခဲ့တာလဲဆိုတဲ့ပတ်သက်ပြီးတော့ဒီနေ့ချိန်ထိမဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့တည်ဆုံမှုနဲ့ပတ်သက်ပြီးအမျက်ထွက်သွားတဲ့သူတွေကတော့အဲဒီခေတ်တုန်းကသတင်းစာတိုက်တွေနဲ့သူမရဲ့အကြောင်းကိုရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့သူနဲ့စာအုပ်ထုတ်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။ Elizabeth အမှုကိုကြီးမယ်ဆိုရင်တော့သူမကိုယ်တိုင်ကတနေရာထဲမှာအဒီတကြမနေတယ်လို့လူတွေအများကြီးနဲ့ဇလန်းတွေရှုပ်ခဲ့တာကြောင့်ဇလန်းတွေကပိုရှုပ်လာပြီးတော့တရားခံကိုဖော်ထုတ်ရပိုခက်လာတာကိုတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။အဲဒီကိစ္စတခုတည်းကြောင့်သူမကိုတက်ခဲ့တဲ့တရားခံကိုမဖော်ထုတ်နိုင်တာမဟုတ်ဘူးဆိုပေမဲ့အဲဒီလိုမျိုးလူမှုရေးရှုပ်ထွေးတဲ့ကိစ္စတွေကလည်းဒစိမ့်တစ်ပိုင်းပါဝင်ပတ်သက်နေတယ်လို့
လို့ဆိုရမှာပဲဖြစ်ပါတယ်အားကြောင့်ပဲတွေးရလူနဲ့ဇာတ်လမ်းရှုပ်တာမျိုးလူမှုရေးဖောက်ပြန်တာမျိုးကိုတက်နိုင်သမျှမလုပ်ကြဖို့တိုက်တွန်းရင်းနဲ့ဝီလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဝီလေးကိုစုံလီကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်